ကုမ္ပဏီနဲ့တွဲမွေးအဆင်ပြေလားတဲ့ကုမ္ပဏီနဲ့တွဲမွေးရင်တော့အဆင်ပြေပါတယ်သူကအရှုံးမရှိဘူးပေါ့နော်အရှုံးမရှိဘူးအမြတ်ပဲရှိတာပေါ့ပြောရမယ်ဆိုရင်ဒါပေမဲ့လည်းအများကြီးတော့လည်းမမြတ်ဘူးလာကစားသဘောမျိုးပဲတက်ရောက်တယ်လာကစားလို့ပဲပြောရမှာပဲကုမ္ပဏီကဒါမဲ့တစ်ခုတိထားမှာကုမ္ပဏီကကြက်ပေါက်ရဲ့အစာရဲ့ဆေးရဲ့အဲ့၃မျိုးပဲပေးမှာနော်ကိုဘက်ကလောက်အားရဲ့ရေဘိုးမီဘိုးကြက်စကွက်ယုံအားလုံးကကိုပေးရမှာခုနကျွန်တော်ပြောသလိုပဲကုမ္ပဏီကပေးမဲ့ဟာက၃မျိုးပဲကြက်ပေါက်ရဲ့ကြက်စာရဲ့ဆေးရဲ့ဒါပဲသူပေးမယ်ပေါ့နော်ကျန်တာကတော့ကိုကအားလုံးစိုက်ရမယ်အဲ့ဒါလေးတခုတော့တိထားဖို့လိုတယ်ကုမ္ပဏီကတော့တွဲမွေးတော့အဆင်ပြေတယ်ပေးတယ်ဆိုရင်လည်းကျွန်တော်ပြောသလိုပဲလာကစားသဘောမျိုးပဲတက်ရောက်တယ်သူများတကာတွေအများကြီးမြတ်တဲ့ချိန်မှာကိုကအများကြီးမမြတ်ဘူးပေါ့ဗျာပေါ့ဒါမဲ့ပုံမှန်ဝင်ငွေရှိတာပေါ့ဒါပါပဲဒါကတော့ကိုကြိုက်တာကိုရွေးချယ်ပေါ့နော်